ဧကရီဘရင်မရေးသူဝီလျံကျော်အပိုင်းတက်ဖုံးဝါတယောက်အလုကော့ပြန်လာပြီးသူ့တိုက်ခိုင်ထဲမှာပဲအေးအေးဆေးဆေးနားနီအိပ်ပျော်သွားခဲ့လေသူမမနိုးထလာတော့သူမမသိတဲ့နေရာကြီးစီမှာရောက်နေခဲ့လေသူမအခုချိန်ထိသူဘယ်နေရာရောက်နေလဲဆိုတာရဘလို့လုပ်ပြီးဒီနေရာကိုရောက်လာရတာရေကိုမသေးချာခိနေတော့ပင်နေရာတစ်ခုလုံးကလေဟုံမွိုင်းလုံးမိခိုးတွေကလေတလူလူနဲ့သူမဘေးနားမှာလေနီရဲနေတဲ့အယောင်တွေနဲ့ရေရီရှိတဲ့မြစ်ကြီးတစ်စင်းကလည်းစီးစိမ့်နေတယ်။သူမနားထဲမှာလည်းတနေရာရာကနေသူမနာမည်ကိုခေါ်နေတာကိုကြားနေရလေ။သူမလည်းဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ဝေဝေမဝအရေးတွေကနေရာအနှံ့လျှောက်သွားနေတာကိုမြင်လိုက်ရတယ်။သူမလည်းထိုးအရာတွေကိုမြင်လိုက်ကနဲ့လန့်သွားပြီးကြောက်စရာကောင်းတဲ့အတွေးကသူမစိတ်ထဲဝင်ရောက်လာခဲ့တယ်။ဝိညာဉ်တွေလား။အဲ့တော့ငါကတေသွားတော့တာပေါ့။ဖုံးကလည်းသူမဘလို့တေခဲ့တယ်ဆိုတာကိုပြန်တွေးနေခဲ့တယ်။သူမတွင်ရင်နဲ့တဖြည်းဖြည်းပြန်တရိရလာခဲ့တယ်။သူမကမိဘမဲ့တကောင်ကြွက်တယောက်။သူမကចောင်းကိုလည်းစကောလာရီနဲ့ပဲတက်နိုင်ခဲ့တယ်။ចောင်းပြီးဘွဲရတော့လုံကိုင်းတစ်ခုကသူမကိုလာလောက်ကင်ဖို့ခံလန်းလာခဲ့တယ်။သူမကလည်းလက်ခံပြီးအလုတ်လုတ်ရင်နေထိုင်ခဲ့တယ်။တနေ့သူမအလုတ်ကပြန်ခဏအိပ်ပျော်သွားတယ်။အိပ်ပျော်နေတော့ငရင်လွတ်ခဲ့ပြီးသူမနေလေကိုနိုကပြိုကျသွားခဲ့တယ်။သူမကလည်းပြိုကျသွားတဲ့အထဲမှာပါသွားခဲ့ကတီးခဲ့ရခြင်းပဲ။ဖုံးဝါတရားတွေးရင်သူမရဲ့ကန်ကြမ္မာကိုအပြည့်တင်ခဲ့တော့တယ်။မွေးလာတော့လေမိဘတွေကမလိုချင်တော့လို့ဇွတ်ပစ်ခဲ့ကြ။တေတော့လေလောကကြီးကငတ်ကိုမလိုချင်တော့လို့ချင်တယ်။ဆိုပဲတေတော့တေတာပေါ့။ဒီဘဝကကန်ဆိုးမှုတွေကုံဆုံးသွားတာပေါ့။နောက်ဘဝကိုပဲရှေ့ရှုလင်းဘဝအသစ်စကြတာပေါ့။သူမလည်းသူမနာမည်ခေါ်တန်ကြားရတဲ့စီကိုအာယုံပြုတ်ရင်းလမ်းဆက်လျှောက်လာခဲ့တယ်။သူမလမ်းလျှောက်တယ်ဆက်လျှောက်တယ်မရမနာဆက်လျှောက်လာခဲ့တယ်။နားထဲမှာကြားနေရတဲ့ခေါ်တန်ကလည်းတဖြည်းဖြည်းကျဲလာခဲ့တယ်။ဒါပေမဲ့ခေါ်တန်ကြရတဲ့နေရာကိုတော့မမြင်ရသေးဘူး။သူမအချိန်တွေအကြာကြီးလမ်းလျှောက်လာခဲ့တယ်။တနာရီလားတညက်လားတပတ်လားတလလားတနှစ်လားအချိန်တွေဘလောက်ကုန်သွားအောင်လမ်းလျှောက်မိမှန်မမှတ်မိတော့တဲ့အချိန်မှာသူမပတ်ဝန်းကျင်ကဝေဝါးသွားပြီးသူမကခမ်းမကြီးတစ်ခုအလယ်မှာရောက်ရှိနေတယ်ဆိုတာရှုတွေ့သွားခဲ့တယ်